Super Activate Enzyme ပညာနှင့်ပန်းသီးနီခွန်တွင်ပါဝင်သောဖလိုရီစဉ်ဓာတ်ပစ္စည်းကိုဘောင်းဆက်အသုံးပြုတဲ့ DBIS Plus ဟုအမည်ပေးထားသောစီးချိုယောဂဝေဒနာရှင်များအတွက်ပထမဆုံးကျူအာဟာရအစစ်အဆန်နှုံးမှုကိုထုတ်လုပ်နိုင်ခဲ့ပါသည်ဤသို့ဒေသနာသည်စီးချိုယောဂဝေဒနာရှင်များအတွက်ကျန်းမာရေးစောင့်ရှောက်မှုနှင့်သွေးတွင်းသကြားဓာတ်ကိုတည်ငြိမ်စေရေးတွင်ခက်တစ်တစ်ခုကိုဖွင့်လှစ်ပေးခဲ့ပါသည်စာတဘာဝကုန်ကျန်းများဖြင့် DBIS Plus သည်အစစ်အဆန်များမှကိုခံအားဓာတ်ကိုဖြည့်ဆွတ်ပေးပြီးသွေးအတွင်းဂလူးကို့စ်ပမာဏကိုထိန်းသိမ်းပေးခြင်းနှလုံးသွေးကြောကျန်းမာရေးကိုအထောက်အကူပြုခြင်းနေ့စဉ်အစားထိုးအဖြစ်အသုံးပြုနိုင်ခြင်းနှင့်စီးချိုယောဂဝေဒနာရှင်များတွင်ဖြစ်ပွားနိုင်သောအန္တရာယ်ရှိသောနောက်ဆက်တွဲပြဿနာများ၏နှုန်းကိုလျှော့ချပေးခြင်းတို့ကိုကူညီပေးပါသည်ထို့ကြောင့်အသုံးပြုသူများ၏အလုံးစုံကျန်းမာရေးကိုမြင့်တင်ပေးပြီးသွေးတွင်းသကြားဓာတ်ကိုတည်ငြိမ်စွာထိန်းသိမ်းပေးကာစိတ်ပိုင်းဆိုင်ရာတက်တောင့်တက်တာရှိစေပါသည်။ပါဝင်ပစ္စည်းများကိုနယူးဇီလန်နိုင်ငံမှစာတင်သွင်းထားပြီးပန်းသီးနီတွင်ပါဝင်သော Florizin ဓာတ်ပစ္စည်းနှင့် Super Activate Enzyme နှင့်ပညာကိုအောင်မြင်စွာအသုံးပြုထားသောကြောင့်လူနာများသည့်အာဟာရပြည့်ဝသောအစားအသောက်ပုံစံကိုရရှိနိုင်ပြီးကျန်းမာရေးကိုမြင့်တင်ပေးခြင်းမျက်စိအားကောင်းစေခြင်းအိပ်စက်မှုကောင်းမွန်စေခြင်းသွေးတွင်းသကြားဓာတ်ကိုတည်ငြိမ်စေခြင်းနှင့်နောက်ဆက်တွဲပြဿနာများကိုအများဆုံးကာကွယ်ပေးခြင်းတို့ကိုကူညီပေးပါသည်